သားစုစုံစုံလင်းလင်းရှိလာခဲ့ပြီးမို့ကုသိုလ်အရေးတွေကိုပုံမလောက်ကင်လာခဲ့တဲ့တရုတ်ဆောင်နန္နာလိုင်တို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရေနိုင်ငံကျော်တရုတ်ဆောင်မင်းသမီးကြီးနန္နာလိုင်ကတော့အိမ်အောင်ကြပြီးနောက်ပိုင်းမှာသမီး၃ယောက်အတွက်သာအချိန်ပေးပြီးတော့အနုပညာအလုပ်တွေအားလုံးကိုဆွန့်လွတ်ခဲ့တာလည်းဖြစ်ပါတယ်အနုပညာအလုပ်တွေကိုမလုပ်တော့ဘူးဆိုပေမဲ့လည်းတရုတ်ဆောင်နန္နာလိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပရိသတ်တွေကအမြဲလိုစောင့်ကြည့်နေတတ်ပြီးအရာရာပြေဆုံးကြွယ်ဝချမ်းသာတဲ့မိသားစုတွေပေမဲ့အပေါ်ယံပကာသနာမရှိပဲအေးအေးချမ်းချမ်းနေထိုင်တတ်တဲ့နန္နာလိုင်တို့မိသားစုလေးရဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေကသဘောကျနှစ်သက်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့လပိုင်းအတွင်းမှာတော့တရုတ်ဆောင်နန္နာလိုင်ရဲ့ခင်မွန်းဖြစ်သူဦးစေတီဟာကအကျဉ်းချခံထားရကနေပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီးဦးစေတီဟာလွတ်မြောက်လာပြီးတဲ့နောက်မှာတော့ဦးစေတီဟာကမိသားစုတွေကိုအရင်ကထက်အချိန်ပိုပေးပြီးတော့ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုအတူတကွဖြတ်သန်းကြသလိုကုသိုလ်အရေးတွေကိုလည်းအရင်ကထက်ပုံမလောက်ကင်လာခဲ့ကြတာဖြစ်ပါတယ်။အခုတစ်ခါမှဆိုရင်လေတရုတ်ဆောင်နန္နာလိုင်တို့မိသားစုလေးကပစ္စမမြောက်စံတော်ကျိုးကြိုက်တကူထွတ်စီရီတော်ထီးတင်ပွဲကိုမိသားစုလိုက်သွားရောက်ခဲ့တဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေကိုချပြလာခဲ့တာဖြစ်ပါတယ်။တရုတ်ဆောင်နန္နာလိုင်တို့ဇနီးမောင်နှံနှစ်ယောက်ကဘာသာရေးကိုလည်းအလွန်ကိုင်းဆိုင်သူတွေဖြစ်ပြီးသမီး၃ယောက်ဖြစ်တဲ့ဇေဝတီလိုင်ဇေယတီလိုင်နဲ့ဇေမတီလိုင်တို့ကိုလည်းဘာသာရေးနဲ့မဝေးတဲ့လိမ္မာရင်ကျေးတဲ့သမီးလိမ္မာလေးတွေဖြစ်အောင်လမ်းညွှန်ပြသဆုံးမလျက်ရှိတာလည်းဖြစ်ပါတယ်။တရုတ်ဆောင်နန္နာလိုင်ကတော့ခင်မွန်းဖြစ်သူအကျဉ်းချနေစဉ်ကာလတုန်းကသမီး၃ယောက်နဲ့အတူတူတမစွာနဲ့ဖြတ်တန်းခဲ့ရပြီးအဆိုပါကာလတွေမှာတော့သူမရဲ့နေ့စဉ်လူမှုဘဝလှုပ်ရှားမှုပုံရိပ်များမိသားစုပုံများကိုဆိုရှယ်မီဒီယာပေါ်မှာဖော်ပြခြင်းမရှိတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဦးစီတီဟာပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာတော့သူတို့မိသားစုနဲ့ပတ်သက်တဲ့နေ့စဉ်ဘဝလှုပ်ရှားမှုတွေကိုပရိသတ်ကြီးကိုလည်းပြန်လည်မြင်တွေ့ခွင့်ရအောင်ဖော်ပြပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းနန္နာလိုင်တို့မိသားစုလေးကိုကြည့်ပြီးအေးချမ်းသာယာမှုတွေကူးဆက်သွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။